ဂျက်ဟာတန်တိုတန်ဆဖြစ်ရောင်းချတော့မဲ့ဆိုဗီယက်ရေငုပ်တင်မောဟောင်းတစ်စင်းကိုမထင်မှတ်ပဲဝယ်ယူလိုက်ပါတယ်သူ့ရဲ့ရွေချက်ကတော့ဒုတိယကမ္ဘာစစ်အတွင်းကကြံရစ်ခဲ့တဲ့ရွှေတွေကိုရှာဖွေဖို့ပါပဲဂျက်ဟာမူလကကုမ္ပဏီတစ်ခုမှာအစအနရှာဖွေရေးအလုပ်သမားတို့ဖြစ်ပါတယ်တခါကတာဝန်တစ်ခုထမ်းဆောင်နေရင်ဒုတိယကမ္ဘာစစ်ခေတ်ကဂျာမန်ရေငုပ်တင်မောတစ်စင်းကိုမတော်တဆရှာတွေ့ခဲ့ပါတယ်စုံစမ်းကြည့်လိုက်တဲ့အခါအဲ့ဒီတင်မောထဲမှာဒေါ်လာတန်400တန်ဖိုးရှိတဲ့ရွှေတွေပါရှိနေမှန်းသိလိုက်ရပါတယ်ဂျက်ဟာဒီသတင်းကိုကုမ္ပဏီကိုလုံးဝအသိမပေးခဲ့ပါဘူးအနှစ်20လောက်အလုပ်လုပ်ခဲ့ပေမဲ့ဟိုတယ်မှာပဲနေထိုင်နေရတော့ဖြစ်တဲ့ဂျက်ဟာဒီရွှေတွေကိုကိုယ်တိုင်စွန့်စားဆယ်ယူဖို့ဆုံးဖြတ်လိုက်ပါတယ်ပစ္စည်းကိရိယာဝယ်ဖို့ငွေကြေးမလုံလောက်တာကြောင့်သူငယ်ချင်းတယောက်ကတဆင့်ရင်းနှီးမြှုပ်နှံသူတို့ဦးရှာဖွေကရေငုပ်တင်မောကိုဝယ်ယူခဲ့ပါတယ်ပြီးနောက်သူငယ်ချင်းတွေနဲ့အနားယူထားတဲ့ရော်ရှာရေငုပ်တင်မောသားဟောင်းတို့ကိုစုဆောင်းပြီးခရီးစဉ်ကိုစတင်ခဲ့ပါတယ်အနည်းငယ်လောက်ပဲပြုပြင်ထားတဲ့အဲ့ဒီတင်မောဟောင်းဟာဟုံးကလွဲလို့နေရာတိုင်းကအတန်ဆုံထွက်နေတဲ့အခြေအနေမှာရှိပါတယ်ခရီးစတင်ပြီးမကြခင်မှာပဲခရစ်ဆိုသူဟာဘားတစ်ခုကိုမှားယွင်းစွာလဲမိတာကြောင့်အင်ဂျင်ပြင်နေတဲ့ရော်ရှာဆက်ပြင်စရာကိုထိခိုက်တော့မလို့ဖြစ်သွားခဲ့ပါတယ်အဲ့ဒီကနေအချင်းချင်းစကားများကြရင်လောင်စာစီတွေဟာမိဘတွေထွက်နေတဲ့ dry shot ပေါ်ကိုဖိတ်ဆင်သွားကအကြီးအကျယ်ပောက်ကွဲမှုဖြစ်ပွားပါတော့တယ်ရေငုပ်တင်မောဟာထိန်းချုပ်မရတော့ပဲသမုဒ္ဒရာကျမ်းပြင်ကိုထိုးဆင်းသွားခဲ့တာပေါ့သူတို့တွေပြန်နိုးလာတဲ့အခါအားလုံးကတေးပြီးလို့ပဲယူဆလိုက်ကြပါတယ်ပန်ကာတင်မရှိတော့တဲ့အတွက်တင်မောဟာလုံးဝရွေ့လျားလို့မရတော့ပါဘူးဒါပေမဲ့ဂျက်ကတော့လက်မလျှော့ခဲ့ပါဘူးပင်လယ်ကျမ်းပြင်မြေပုံကိုလေးလာကြည့်ပြီးသူတို့ဟာရွှေတွေရှိတဲ့တင်မောပြက်နဲ့အနီးဆုံးမှာရှိနေနိုင်တယ်လို့ခန့်မှန်းလိုက်ပါတယ်အဲ့ဒီတင်မောပြက်ကပန်ကာတင်ကိုယူပြီးသူတို့တင်မောမှာပြောင်းတက်နိုင်ရင်ပြန်လည်ထွက်ခွာနိုင်လိမ့်မယ်လို့ဆိုပါတယ်တွေဝေမနေပဲလူ3ယောက်ဟာရေငုပ်ဝတ်စုံတွေဝတ်ပြီးအပြင်ကိုထွက်ခဲ့ကြပါတယ်လူကြီးတစ်ယောက်ကပစ္စည်းကိရိယာတွေထိန်းသိမ်းဖို့ကြံရိတ်ခဲ့ပြီးကျန်2ယောက်ကတော့ရှာဖွေရေးစတင်ပါတယ်တိတ်မဝေးတဲ့နေရာမှာတောင်ထိပ်တစ်ခုလိုမျိုးအတားအဆီးတစ်ခုကိုတွေ့လိုက်ရပြီးဒါဟာအဆုံးသက်တာဆိုရင်သူတို့တွေတကယ်ပဲဒုက္ခရောက်ကြတော့မှာပါခရစ်ကရှေ့ကိုတိုးပြီးတဲတွေကိုလက်နဲ့ရက်ထုတ်လိုက်တဲ့အခါမှာတော့ရွှေတွေတင်ဆောင်ထားတဲ့ရေငုပ်တင်မောကိုအောက်မှာတွေ့လိုက်ရပါတယ်အားလုံးလည်းစိတ်လှုပ်ရှားမှုကြောင့်ပျော်ရွှင်သွားကြတာပေါ့တင်မောပြက်ထဲကိုရောက်တဲ့အခါသူတို့လိုချင်တဲ့ dry shot ကိုအမြန်ရှာတွေ့ခဲ့တယ်လို့အဖွဲ့ဝင်တယောက်ကတော့ရွှေမြောက်များကိုပါမထင်မှတ်ပဲတွေ့ရှိခဲ့ပါတယ်ရွှေတွေနဲ့ dry shot ကိုတေချာကြည့်နှောင်ပြီးတည်ယူဖို့စ조사ပေမဲ့လက်ကြီးကလုံးဝရွေးမရပဲတင်းခံနေပါတယ် PR တိုင်းကိရိယာကလည်းပုံမှန်မဟုတ်ပဲမြင့်တက်လာတယ်လို့ကေဘယ်ကားကလည်းဘာမှတုံ့ပြန်မှုမရှိပါဘူးရုတ်တရက်ချမ်းသာကြွယ်ဝဖို့အိမ်မက်မက်နေတဲ့ရေငုပ်သမားတွေဟာအင်အားအလုံးကိုတုံးပြီးစ조사လိုက်တဲ့အခါမှာတော့လက်ကြီးဟာဖြည်းဖြည်းချင်းရှေ့ကိုစတင်ရွေ့ရလာပါတော့တယ်